Hello မဒီနေ့နှစ်သိန်းလေးသားမို့ Pokemon ဖောက်ပါမယ်။စီးလေးက Phantasmal Flame မှာဒီစီးမှာ Hiccup က Mega Charizard XEX SCR ကလေး First Spell လေးကနေပြီးတော့စကြည့်ကြည့်ကြမယ်နော်။ဒီစီးလေးကလေမဖောက်ထားနေနေကြပြီးတင်ဖို့ edit လုပ်ဖို့မေ့နေရပေါ့နော်။အားကြောင့်မလို့ပါ။ကဲအဲ့တော့မနဲ့တူတူနှစ်သိန်းလေးသားမို့ Pokemon ဘာလေးရသွားမလဲဘာကောင်လေးပေါက်မလဲ Hiccup ကြီးပေါက်မလားဆိုတာမနဲ့တူတူကြည့်မယ်နော်။ဒီစီးလေးကလေလူတော်တော်များများတော့ကြိုက်ကြမယ်ထင်တယ်သူကဂျပန်မှာဆိုရင် Inferno Ace နဲ့ထွက်တယ်ပေါ့နော်ဒီကတော့ English မှာ Phantasmal Flame နဲ့ထွက်ပါတယ် Pokemon ဖောက်မယ်ဆိုရင်လေကိုကတေချာပေါက်ချင်တယ်ဆိုရင် Booster Box လေးပဲဖောက်ဖို့အတွက်မှအကြံပြုပါတယ်နော်အမကိုလေတချို့တွေကဒီကက်လေးဘယ်လိုကြည့်ရတာလဲကက်လေးမကြည့်တလို့နားမလဲလို့ပေါ့နော်အဲ့လိုမျိုးလေးမိကြရအတွက်အမဗီဒီယိုလေးလည်းလုပ်ပြီးတင်ပေးပါအောင်နော်သူရောလုံးဝပူနေသေးရဲ့လုံးဝမပေါက်သေးဘူးကက်ကတမိုးမရှိရလေးပဲပေါက်နေရပေါ့နော်ဟိုတမိုးမရှိဘူးဆိုလို့လုံးဝတမိုးမရှိရတော့မဟုတ်ဘူး basic ကက်လေးတွေဟော်လုံးမဟုတ်တဲ့ကက်လေးတွေကဒေါ်လာဝင်းကျင်တော့ပတ်ဝန်းကျင်တော့အဲ့လောက်ပတ်စံတမိုးတော့ရှိကြတယ်ပေါ့နော်ကက်လေးတွေမှာလေကဲကြည့်ကြမယ်ဘာကက်လေးလဲမီဂါလူဘန်နီ EH ကက်လေးရောပေါက်တော့ပါရဲ့ရှင်နောက်ဆုံးထုတ်လေးပါရှင်ကဲဒီထဲမှာကာရီကာလေးရ6 million လေးတွေလည်းပါတယ်ဆိုတော့အရင်ကြိုက်ပါတယ်ရှင်ဟစ်ကက်ကလည်း Charizard ဆိုတော့လေကဲဗာလေးတွေပေါက်မလဲမနဲ့တူတူကြည့်မယ်နော်နောက်ပေါက်သွားတာဒီ AR ကက်လေးဒါပေမဲ့ဗီဒီယိုထဲမှာဖောက်တော့နောက်ဆုံးထုတ်မှာဘလို့ကတ်ကြံခဲ့ရလဲမသိဘူးဈေးသိမ့်မရှိပဲမမရန်ကြိုက်တဲ့ကက်လေးမို့ရန်ပြောပါတယ်ဘိုင်း